ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအခုဆိုရင်တော့စီးကိန်းပြိုင်ပွဲကြီးကနေပြီးတော့အမျိုးသား U22 အသင်းနဲ့အမျိုးသမီးလက်ရွေးစင်အသင်းတို့ဟာအသီးသီးပြိုင်ပွဲကနေလက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်အမျိုးသားအသင်းအနေနဲ့ကတော့ကြီးကြီးမားမားမျှော်လင့်ချက်မထားတာကြောင့်ဖြေတာခဲ့ပေမဲ့အမျိုးသမီးအသင်းကတော့အမြင့်ဆုံးအထိမျှော်လင့်ခဲ့ကြပါတယ်ဒါပေမဲ့ကန်တရားရဲ့မျက်နှာသာမပေးမှုနဲ့နီးပြတွေရဲ့အမှားတချို့နဲ့အတူကစားသမားတွေရဲ့ဖိအားတွေအောက်ကနေကစားခဲ့ရတဲ့အခြေအနေတွေကြောင့်ရလက်မကောင်းခဲ့ပဲပြိုင်ပွဲကနေနှုတ်ထွက်ခဲ့ရပြီဖြစ်ပါတယ်။ဒါကြောင့်အခုချိန်မှာတော့နီးပြချုပ်ယူကီအနေနဲ့ယာရုကနေတရားဝင်နှုတ်ထွက်သွားပြီလည်းဖြစ်ပါတယ်။အစင်လာရမြန်မာအမျိုးသမီးအသင်းအနေနဲ့1995နောက်ပိုင်းရရှိတဲ့ data တွေရကတော့စီးဂိတ်မှာအုပ်စုကနေလှည့်ပြန်ခဲ့ရတဲ့အခြေအနေမရှိခဲ့ပါဘူး။ဒီတစ်ချိန်မှာတော့အုပ်စုနဲ့ကျဉ်နဲ့ခဲ့ရပါပြီ။အရင်ကရှစ်တောင်အာရှမှာထိုင်း BNN မြန်မာ3သင်းပဲကြီးစိုးနေရကနေအခုချိန်မှာတော့ဖိလစ်ပိုင်အသင်းဟာကာပြကစားသမားတွေအားနဲ့အလင်းမြန်တိုးတက်လာပါပြီ။အမျိုးသမီးအသင်းသားမကပဲအမျိုးသားအသင်းလည်းထိုနည်းတူပဲဖြစ်ပါတယ်မြန်မာအသင်းရဲ့အုပ်စုအနေအထားကိုပြန်ပြောရရင်အဖွင့်ပွဲမှာဖိလစ်ပိုင်ကို2ဂိုးတခုနဲ့အနိုင်ရရှိခဲ့ပါတယ်ဒီပွဲမှာခြေစွမ်းပိုင်းကွာဟမှုမရှိပဲမစ်ထက်လူရဲ့နောက်ကျဂိုးနဲ့အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်ဒီသုံးမှတ်ကြောင့်နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့အခွင့်အရေးကောင်းသွားပြီလို့သတ်မှတ်ခဲ့ကြတာလည်းဖြစ်ပါတယ်ဒုတိယပွဲမှာမလေးရှားကိုသွင်းကိုအရနဲတာမြန်မာအသင်းရဲ့ပထမဆုံးအမှားတစ်ခုဖြစ်ပါတယ်ဒုတိယအမှားကတော့ BNN ကိုတရေမကစားနိုင်ခြင်းဖြစ်ပါတယ်တတိယအနေနဲ့ကတော့နီးပြရဲ့ဆုံးဖြတ်ချက်အမှားတွေလို့ပြောရမှာဖြစ်ပါတယ် BNN ပွဲမှာစောစောစီးစီးဂိုးပေးရခြင်းဟာမြန်မာကစားသမားတွေကိုဖိအားအောက်ရောက်စေခဲ့ပြီးအမှားများစေခဲ့တာပါပဲမြန်မာအသင်းရဲ့ခြေစွမ်းဟာပြီးခဲ့တဲ့ AFF Women Championship တုန်းကကန်ခဲ့တဲ့ခြေစွမ်းကိုမမီဘူးဆိုတာဝန်ခံရမှာဖြစ်ပါတယ်ဒီကအဖြစ်ကြန့်ခိုင်မှုပိုင်းပဲဖြစ်ပါတယ်။နီးပြအနေနဲ့လည်းပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့ကစားသမားတွေကိုလူစားလက်မှုနှောင့်နှေးခဲ့တာဟာလည်းလှည့်ပြန်စေခဲ့တဲ့အချက်တစ်ချက်ပါပဲ။မေထက်လူကြောင့်ပြောရရင်ဒီကစားသမားဟာမြန်မာအသင်းလိုအပ်တဲ့အချိန်မှာဂိုးသွင်းလေးရှိသူပါ။သူ့ရဲ့ပါနတဲ့နေရာယူမှုနဲ့ဘောလုံးစကီကျွမ်းကျင်မှုတွေကပုံမကောင်းမွန်လာတယ်လို့မြင်မိပါတယ်။ပြောစရာရှိတာကတော့ကြန့်ခိုင်မှုအားနည်းချက်ကြောင့်မိနစ်60လုံးဝင်ရောက်ကစားဖို့ပြဿနာရှိနေနိုင်ပါတယ်။ဒါပေမဲ့နောက်လာမယ့်ပြိုင်ပွဲတွေမှာသူ့ရဲ့ဒီထက်တိုးတက်လာမယ့်အနေအထားတွေကိုမြင်တွေ့ရမယ်လို့ယုံကြည်ပါတယ်။အခုလက်တလောမှာတော့မြန်မာအသင်းရဲ့လက်လက်နေတဲ့နီးပြနေရာအတွက်ဘယ်သူကိုတာဝန်ပေးမလဲဆိုတာစိတ်ဝင်စားစရာပါပဲ။အဖွဲ့ချုပ်ကဂျပန်လူမျိုးနီးပြတွေကိုခန့်အပ်လေးရှိတာကြောင့်ဒီတစ်ချိန်မှာရောဘယ်လိုမျိုးဆုံးဖြတ်လာမလဲမိတ်ဆွေတို့ရောဘယ်လိုထင်ပါသလဲအကြံပြုရေးသားနိုင်ပါတယ်။မိတ်ဆွေများအားလုံးကိုထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။